ပင်မင်္ဂလာဥပင်ဥပင်လားခိုင်မနဲ့ပမာမနဲ့တွေ့တော့အပိတ်ပါဟိုကလေခဲကလာပင်လို့ခေါ်တယ်။ဒီရုပ်ချက်စားလို့ရတယ်။နည်းနည်းတော့ခါတယ်နော်။